အားလုံးပဲမင်္ဂလာပါဒီနေ့老师နဲ့တူတူရည်ချီနဲ့ရည်ရဘာကွာလဲဆိုတာကိုလေ့လာကြည့်ကြရအောင်အဲ့တော့老师တို့ဒီရည်ချီအကြောင်းလေးအရင်လေ့လာကြည့်ကြရအောင်ရည်ချီက adverb ပါသူ့ရဲ့အဓိပ္ပာယ်ကအတူတကွအတူတူပေါ့နော်ဘယ်လိုမျိုးနေရာတွေမှာသုံးလဲဆိုလို့ရှိရင်ကိစ္စတစ်ခုခုကိုအတူတူလုပ်တဲ့နေရာတွေမှာသုံးလို့ရတယ်ပြီးတော့တစ်ချိန်တည်းတစ်နေရာထဲမှာကိစ္စတစ်ခုခုအရာအကြောင်းအရာတစ်ခုခုကိုအတူတူလုပ်တဲ့နေရာမှာလည်းသုံးလို့ရတယ်ပေါ့နော်သူ့ရဲ့ grammar pattern လေးကို老师ကအကြမ်းပြင်းအသုံးများတဲ့ grammar pattern နှစ်ခုကိုဒီ video လေးတော့ဖော်ပြထားတယ်အဲ့ဒါဘယ်လိုသုံးလဲဆိုရင် subject about 一起 about fact about object ပေါ့နော်အနောက်က object လေးကပါခြင်းလည်းရတယ်မပါခြင်းလည်းရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ A နဲ့ B subject နဲ့一起နဲ့ fact ရဲ့ပြီးရင် object ရဲ့ object လေးကပါခြင်းလည်းရတယ်မပါခြင်းလည်းရတယ်အဲ့တော့ဒီ pattern နှစ်ခုလုံးကိုကြည့်မယ်ဆိုလို့ရှိရင်一起ရဲ့အနောက်မှာ fact လိုက်မယ်နော်一起ရဲ့အနောက်မှာအမြဲတမ်း fact လိုက်ပါမယ်ဒါလေးကိုမှတ်ထားရပါမယ်ဟုတ်ပြီ老师တို့ဥပမာနဲ့တူတူလေ့လာကြည့်ကြရအောင်ဥပမာနံပါတ်1ကလေးက我们一起去吃饭吧ငါတို့သမင်းအတူတူသွားစားရအောင်အဲ့မှာဆိုရင်一起去吃饭去吃饭ဆိုတဲ့အဲ့ဒီသမင်းသွားစားကြသွားစားသည်ပေါ့နော်သမင်းသွားစားသည်ဆိုတဲ့ fact ကလေးက一起ရဲ့နောက်မှာတွဲလိုက်တယ်一起နဲ့တွဲလိုက်တော့အတူသွားစားကြရအောင်အဲ့တော့တစ်ချောင်းလုံးဆိုရင်ငါတို့သမင်းအတူတူသွားစားကြရအောင်အဲ့ဒါဥပမာနံပါတ်2လေးဆက်ပြီးလေ့လာကြမယ်他和我一起上中文课သူနဲ့ငါအတူတူတရုတ်စာအတန်းတက်နေတာအဲ့ဆိုရင်နောက်မှာကြည့်လိုက်一起上一起ရဲ့နောက်မှာ上တက်သည်ဆိုတဲ့ fact လေးပါတယ်ပေါ့နော်ဟိုမှာအတန်းတက်တယ်သင်တန်းတက်တယ်ကို老师တို့က上လေးနဲ့ပဲသုံးပေးရပါတယ်ဥပမာနောက်တစ်ခုနံပါတ်3ဥပမာလေးက明天我们可以一起去公园吗မနက်ဖြန်老师အမှမြန်မာလိုလေးရေးတာငါတို့ကြံခဲ့တယ်ပေါ့နော်တကယ်တော့မနက်ဖြန်ငါတို့ပန်းချံအတူတူသွားလို့ရလားအဲ့မှာဆိုကြည့်လိုက်一起去一起ရဲ့နောက်မှာ fact ဆိုတဲ့去သွားသည်ဆိုတာလေးလိုက်တယ်ပေါ့နော်အဲ့တော့一起去အတူတူသွားသည်နော်ပြီးတော့အရှိမကြည့်လိုက်မယ်明天မနက်ဖြန်နဲ့နောက်ကကုန်းရွံပန်းချံဆိုတာလေးပါမယ်နော်အဲ့တော့တူညီတဲ့အချိန်တူညီတဲ့နေရာကိုငါတို့အတူတူသွားလို့ရလားလို့ပြောတာပေါ့နော်အားလုံးမရမယ်ထင်ပါတယ်အဲ့ဆိုလို့ရှိရင်နောက်တစ်ခုဆက်သွားကြည့်ကြမယ်အခု一起အကြောင်းလေးပြောပြပြီပေါ့နော်一起ကအကျမ်းပြင်းမှတ်မယ်ဆိုရင်一起ရဲ့အနောက်မှာ fact အမြဲတမ်းလိုက်ပေးရမယ်အတူတူစားတယ်အတူတူသွားတယ်အတူတူလာတယ်အတူတူလှုပ်တယ်ပေါ့နော်တစ်ခုခုကိုအတူတူလှုပ်တဲ့အရာမျိုးကို一起နဲ့သုံးပါတယ်အဲ့ဆိုနောက်တစ်လုံးဆက်သွားမယ်နောက်တစ်လုံးဆို一起အကြောင်းပြီးသွားပြီပေါ့နော်一起အကြောင်းပြီးသွားပြီဆိုတော့အားလုံးရောနေကြတယ်နောက်တစ်လုံး一样ကကြတော့ဘယ်လိုမျိုးသုံးတာလဲနောက်ရှိတဲ့တူတူဒီဗီဒီယိုလေးမှာကြည့်ကြ一样ရဲ့အဓိပ္ပာယ်ကကြတော့အတူတူဖြစ်တော့မကွဲပြားမခြားနာတော့လို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့မှာသုံးများတဲ့ pattern လေးနှစ်ခုလောက်ရှိထည့်ပေးထားတယ်အဲ့ဒီ pattern လေးကကျိုးယူ subject နဲ့ subject about ရည်ရန် about adjective နောက်တစ်ခုကကြတော့ A က B A နဲ့ B ဆိုတဲ့ subject about ရည်ရန် about adjective အဲ့ pattern လေးနှစ်မျိုးပေါ့နော်အဲ့မှာဆိုလို့ရှိရင် adjective ပေါ့နော်ရည်ရန်ရဲ့အနောက်မှာ adjective က like လည်းရတယ်မ like လည်းရတယ်နော်အဲ့ဒါကြောင့်လောက်ရှက်က queen လေးခတ်ပေးထားတာပေါ့နော်တစ်ခါလေကြာရင်အနောက်က adjective လေး like ပြောတယ်တစ်ခါလေကြာရင်လည်းဗာ adjective မ like ပဲနဲ့လည်းပြောတယ်ပေါ့နော်အဲ့တော့ဥပမာလေးနဲ့တူတူတွဲပြီးတော့လေ့လာကြည့်ကြရအောင်ဥပမာနံပါတ်1ကလေးက你和我一样高နင်နဲ့ငါအရက်အတူတူပဲအဲ့မှာကြည့်လိုက်မယ်一样高ရည်ရရဲ့အနောက်မှာကောင်းဆိုတဲ့ရှည်တော်မြင့်တော်ဆိုတဲ့ adjective လေးလိုက်မယ်ပေါ့နော်အဲ့ဒါကပထမ pattern လေးအတိုင်းကိုသုံးပြထားတာအဲ့ဆိုနောက်ဥပမာတစ်ခုတော့မယ်他们的手机一样他们的手机一样သူတို့ရဲ့ဖုန်းတွေကအတူတူပဲအဲ့တော့一样ရဲ့နောက်လေးမှာဘာ adjective မှမလိုက်ဘူးအဲ့လိုမျိုးလည်းသုံးလို့ရတယ်နော်နောက်တစ်မျိုး我的想法跟你不一样ငါ့ရဲ့အတွေးနဲ့အမှန်ဒီမှာလို့လောက်ရှိရေးထားတာလေးတိုက်ပင်ရိုက်တာလေးမှားသွားတယ်ပေါ့နော်အားလုံးပဲနားလည်ပေးကြပါ
အဓိပ္ပာယ်တကယ်အဓိပ္ပာယ်ကငါရဲ့အတွေ့နဲ့နင့်ရဲ့အတွေ့ကမတူကြဘူးအဲ့လိုမျိုးပြောချင်တာပေါ့နော်အဲ့မှာကြည့်လိုက်ရီရရဲ့အနောက်မှာ adjective ဘာမှမလိုက်ဘူးเนาะအဲ့လိုမျိုးလေးလည်းသုံးလို့ရပါတယ်အဲ့ဆိုလို့ရှိရင်ရီချီနဲ့ရီယောင်နဲ့ဘာကွာလဲဆိုတာကိုလောက်ရှက်ကထပ်ပြီးအကျဉ်းချုပ်ပြောပြမယ်เนาะရီချီကကြတော့ adverb အနောက်မှာအမြဲတမ်း verb လာမယ်ပေါ့เนาะသူ့ရဲ့အဓိပ္ပာယ်ကအတူတူလောက်တာအကြောင်းအရာတစ်ခုခုကိစ္စတစ်ခုခုကိုအတူတူလုပ်တဲ့အရာမျိုးတွေမှာသုံးတယ်ဥပမာဆိုရင်အတူတူသွားတယ်အတူတူလာတယ်အတူတူစားတယ်အတူတူအိတ်တယ်အဲ့လိုမျိုးတွေမှာသုံးတာပေါ့နော်အဲ့ဒါနောက်တစ်ခုရီရကကြတော့ adverb မှားလို့ရီရကကြတော့ adjective သူကကြတော့အတူတူဖြစ်တော့မကွဲပြားမခြားနာတော့အဲ့တော့ဥပမာဆိုရင်နင့်အိမ်နဲ့ငါအိမ်နဲ့ကအတူတူပဲနင့်အင်ကြီးနဲ့ငါအင်ကြီးနဲ့အတူတူပဲနင်နဲ့ငါအသက်အတူတူပဲနင်နဲ့ငါအရက်အတူတူပဲအဲ့လိုမျိုးဒီမှာသုံးတာပေါ့နော်အဲ့တော့ဤချီနဲ့ရီရနဲ့ကအတိတ်ပဲစင်ကျင်တယ်လို့ရှိပေမဲ့လည်းသူကတစ်ခုက adverb တစ်ခုက adjective မတူပါဘူးเนาะပြီးလို့ရှိရင်သုံးပုံသုံးနည်းကလည်းလုံးဝမတူပါဘူးအဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဤချီနဲ့ရီရနဲ့ကဘယ်လိုကွာလဲဆိုတာကိုအားလုံးပဲနားလည်ကြမယ်လို့မျှော်လင့်ပါတယ်အခုလိုမျိုးအခြေခံလေးတွေကိုပေါ့နော်တရုပ်စာအခြေခံလေးတွေကနေစပြီးတော့လေ့လာခြင်းနဲ့သင်ယူခြင်းနဲ့ဆိုလို့ရှိရင်လောက်ရှိကဒီလထဲမှာပေါ့နော်သင်တန်းလေးဖွင့်ပါမယ်ပေါ့နော်သင်တန်းလေးပြန်စားဖို့ရှိပါမယ် ASK level 1ပါစိတ်ဝင်စားလို့ရှိလို့ရှိရင်လောက်ရှိကပေက Viber ဖုန်းနံပါတ်ကလေးကိုလာပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်အဲ့တော့လောက်ရှိရဲ့ဒီလောက်ရှိရဲ့ဒီဗီဒီယိုလေးကအားလုံးအကျိုးရှိတယ်ဆိုလို့ရှိရင်like and follow လေးလုပ်ပြီးသွားကြပါဦးเนาะ bye bye နောက်နေ့ဗီဒီယိုတွေမှာအကြောင်းအရာအသစ်တွေနဲ့ပြန်လာခဲ့ပါမယ် bye bye